Appamado amata vada pamado misu nobra appamata namiyanti pianshin piare app konadonga tawadiya ko pyora appamado mamimaniyo mu so de achaungတရားဟာamata vadaမသေးပဲနဲ့သာဝရတည်ရှိနေခြင်းရဲ့အကြောင်းဖြစ်တယ်ပမာတော့မေးလျော့နေမှုကတော့မစ္ဆုနောပဒံသေဆုံးပြောက်ွယ်ခြင်းရဲ့အကြောင်းဖြစ်တယ်အပမတ္တနာမိယန္တိမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမသေးဘူးလောကကြီးကဘယ်တော့မှပြောင်းမသွားဘူးဒီလိုဆိုလို့တယ်နော်ဘယ်တော့မှသေမသွားဘူးသူတို့ဟာဂုံသိက္ခာအပြင်နဲ့သေသွားတာမဟုတ်ဘူးသူတို့ရဲ့ဂုံသိက္ခာတွေအရေးချင်းတွေရှိနေမှာဖြစ်တယ်ရေပမတ္တယထာမတာမိရရောတဲ့ပုဂ္ဂိုလ်တွေကတော့ဘာမှမထူးအသက်ရှင်လျက်သေးနေတာနဲ့တူတယ်လို့ရသော်ဗျာဒီလိုဟောတာအဲ့တော့လောကမှာရှင်လျက်သေးနေသူနဲ့သေသွားတော့လဲရှင်လျက်ရှိသူဆိုပြီးနှမျိုးခွဲလို့ရတာနော်အဲ့တော့ကိုယ့်ကိုရှင်လျက်သေးသူမဖြစ်စေနဲ့ဒီလိုဆိုလိုတာပေါ့ဘယ်လို့တလီတစားဆွဲမြဲမြဲခိုင်မာမာအသိဉာဏ်ရှိနဲ့ကြိုးစားအထောက်သွားမယ်ဆိုရင်အောင်မြင်မှုကိုရရှိကြမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုယ့်အခြေအနေကိုဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးမေလျော်ရထားတဲ့အခြေအနေလေးကိုတကယ်ကိုအခြေအနေကောင်းကြီးထင်ပြီးတော့နေလို့ရှိရင်မကြခင်ပျောက်ကွယ်သွားနိုင်တယ်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့ဒီဒေသနာတာမန်မဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်တဲ့အတောကမင်းကြီးကိုဒီကြောရတမဏိကနေပြီးတော့ဖះရဲ့အဆုံးအမတစ်ခုကိုပြောပါဆိုဒါပြောလိုက်တာဒီအဆုံးအမကြားပြီးတော့အတောကဘုရင်ကြီးကဗုဒ္ဓဘာသာဖြစ်သွားတာငကိုယ်တော့ဗုဒ္ဓဘာသာမဟုတ်ဘူးထို့တူပဲမြမသမိုင်းမြမရာဇဝင်မှာကြည့်လိုက်လို့ရှင်အနောထဘုရင်ကြီးဟာဘုရားဘာသာစစ်မဖြစ်ခင်အခုလိုပဲရှင်အရဟံစီကအပမာရောအမတပဒံဆိုတဲ့ဒီဒေသနာကိုနာယူလိုက်ရတဲ့အခါမှာဘုရားဘာသာစစ်ဖြစ်သွားတယ်ဒီအဆုံးမရသွားတာမင်းပဲဖြစ်ဖြစ်တိုင်းသူပြည်သားပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်ဝန်တန်းပဲဖြစ်ဖြစ်အလုံးဟာအပမာဒလို့ဆိုတဲ့ရှင်ဘုမိတ်ရဲ့ကျင့်ကင်းတဲ့တတိရှိလို့ရှိရင်ကြီးပွားတိုးတက်မှာပဲတတိမရှိဘူးဆိုရင်ကြာဆုံးသွားနိုင်တယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့